ဒီကောင်က Realme Note 60အဲ့ဒီမှာဘာဖြစ်ထားလဲဆိုလို့ရှိရင်ဒီကောင်ကဒီမှာရေဝင်ထားတဲ့လမ်းကြောင်းလေးရှိတယ်အဲ့ဆိုဒီကောင်ကကျိုးထိုးလိုက်ရင်ဒီကောင်ကပါဝါပိတ်ပြီးတော့ကျိုးထိုးလိုက်ရင်ဟိုကမပြဘူးအားသွင်းနေတယ်လို့မပြဘူးအဲ့ဆိုစမ်းကြည့်လိုက်အောင်မယ်နော်ခုနကတော့ဒီ Note 30လေးထိုးထားအောက်ဝင်ပြတယ်ကျိုးလေးချုပ်ပွားနေပေါ့ကွာကြည့်လိုက်အဲ့ဆိုရင်ဒီတကယ်တမ်းဆိုချင်ပါဝါပိတ်ပြီးကျိုးထိုးလိုက်ရင်ဒီမှာအားဝင်နေတယ်ဆိုတော့ logo လေးတော့ပြရအောင် logo မပြဘူးနော်ဒါပါဝါနိုးလို့ရလားဆိုရင်ကျွန်တော်ပါဝါလေးနိုးကြည့်လိုက်မယ်ဒီမှာဆိုပါဝါနိုးလို့ရတယ်ဗျာဟောဒီမှာဒီလိုပါဝါလေးနိုးလိုက်မှဒီကောင်ကဘယ်လောက်ဆွဲလဲဆိုရင် 6A နဲ့ 7A လောက်ပဲဆွဲမှတ်တယ် 5A တယ်ဟုတ်တယ်နံပါတ်5မှာဒီကျိုးလေးကနံပါတ်5မှာထိုးထားတာခလာလောက်ပဲဆွဲတယ်ဒါသူ့ရဲ့ပုံမှန်တော့မဟုတ်ဘူးနော်ဒါရေဝင်ထားတဲ့လမ်းကြောင်းလေးတော့ပြန်စစ်ရမယ်လို့ရေဝင်ထားတဲ့အရာလေးတော့တွေ့တယ်ပေါ့အားဝင်ပြန်လာအဲ့လိုပဲပြန်မိတ်သွားတယ်ဒီမှာနော်ဆွဲတယ်အဲ့ဆို83နဲ့93ဆိုဒီမှာအားဝင်တယ်လို့မပြဘူးဒီမှာတော့ခြာကျင်မှာတော့အားဝင်ပြနော်ဟိုဘက်မှာဆိုလို့ရှိရင်ဘယ်လောက်ဆွဲလဲဆိုလို့ရှိရင်နံပါတ်5ဘယ်လောက်ဆွဲလဲဆိုလို့ရှိရင်6A လောက်ပဲဆွဲတယ်နော်6A လောက်ပဲဆွဲတယ်ဒါပုံမှန်မဟုတ်ဘူးဗျာဒါတိုက်စီကျိုးနေပါโอเค